မြင့်မြင့်တိုက်ခန်းမှာငလင်ဘေးကင်းရလားမြင့်မြင့်တိုက်ခန်းမှာနေတာလုံခြုံတဲ့ထင်လားငလင်လို့ရင်အနေရရှိနိုင်တယ်နော်ဘာတွေလုပ်တင်လဲဆိုတာလေ့လာကြည့်ရအောင်ငလင်စတာနဲ့မပြေးပါနဲ့မရှမ်းပါနဲ့အပြင်ကိုမထွက်ပါနဲ့အိမ်ထဲမှာပဲအနေရကင်းဆုံးနေရာကိုရှာပါခေါင်းကိုကာကွယ်ပြီးခိုင်ခန့်တဲ့စပွဲအောက်ဒါမှမဟုတ်ထောက်နားမှာဝင်နေပါဒါကတင့်ကိုအပြက်စီးတွေကနေကာကွယ်ပေးပါလိမ့်မယ်တကားကိုဖွင့်ထားပါအရေးပေါ်ထွက်ပြေးဖို့လမ်းကြောင်းကိုရှင်းထားပါတကားပိတ်မိနေရင်အခက်တွေ့နိုင်ပါတယ်ဓာတ်လေကားကိုမသုံးပါနဲ့ငလင်လုံနေချိန်မှာဓာတ်လေကားကအန္တရာယ်ကြီးဆုံးပါဓမီရေဖုံးနဲ့အရေးပေါ်ထုတ်ဖို့အမြဲအဆင်သင့်ပြင်ထားပါမိသားစုနဲ့အဆက်အသွယ်လုပ်ပါအားလုံးအဆင်ပြေရလားဆိုတာစစ်ဆေးပါအပြင်ထွက်မယ်ဆိုရင်လေကားကနေတဖြည်းဖြည်းဆင်းပါစိတ်တည်ငြိမ်ထားပါအားလုံးအဆင်ပြေသွားမှာပါ20net မိုင်မှာသတိပေးပါသည်ငလင်မှာမပြေးမရှမ်းသတိပြုပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပေးပါနောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားပါပြီးတော့ဒီအချက်လက်တွေကိုတငယ်ချင်းတွေနဲ့မျှဝေပေးပါ